မိသားစုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ mini job တစ်ခုပြုလုပ်ခြင်းကိုထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်မနေ့ကပေါ့ငွေ200သွင်းတဲ့ဥစ္စာကိုအကုန်လုံးပြီးခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တခုပြောချင်တာဗျအခုကျွန်တော်တို့ဒီ MMN လုပ်ငန်းအားလေonline လုပ်ငန်းပေါ့ယုံကြည်စိတ်ချမှုတရားရကနေယုံကြည်စိတ်ချမှုရှိရလားမင်းတော့မရှိဘူးလို့ကျွန်တော်ပြောရမှာဒါပေမဲ့လောက်တက်ကိုင်ဖို့ပဲအရေးကြီးပါတယ်ကျွန်တော်ဆိုရင်ငွေထုတ်တယ်ထဲတယ်ဒါမျိုးလေးလောက်သွားရင်တော့အနေမရှိတော့ပါဘူးဗျအဓိကအရေးကြီးတဲ့အချက်လေးကမှကျွန်တော်ကတော့ကိုဆုံးရှုံးခံနိုင်မဲ့အရေးကြီးကိုပဲလုပ်စေချင်ပါတယ်ဒါကျွန်တော်တို့မန်နေဂျာကြီးဖြစ်တဲ့ကိုတူတဲ့အောင်နဲ့ခဏခဏပြောမှုပါတယ်ကျွန်တော်တို့ဒီမဲ့စာရီလည်းပါပြီးကြပါဟလား warranty interest community of multi clinical health ဆိုတဲ့ဥစ္စာလေးဟုတ်လားဒါသူတို့ warranty လည်းပြီးထားပြီးကြဗျနော်သတိပေးချက်တွေလည်းပြီးပြီးကြနော်ကျွန်တော်ဒီမဲ့ spare money ကိုပဲသုံးပါလို့ဆိုပြီးဆိုတော့ပြောထားပြီးကြဗျ spare money ဆိုနော်ဟုတ်လားအဲ့ဒါမျိုးပြောထားတယ်အဲ့ဒါလေးကိုတော့အဓိကပေါ့စီမင်းစည်းကမ်းချက်လေးကိုတိုးတက်အောင်ပြောထားတဲ့စီမင်းစည်းကမ်းချက်လေးအားလုံးကိုတော့တိုင်းနာစေချင်တယ်ဗျသူကိုတိုးတက်အောင်ဆိုရင်အမှားစာပေါ့တစ်ကနေပြီးတော့ငါဒီအကုန်မှားထားပြီးသားကျွန်တော်တို့ဒီ MMN လောက်တဲ့မိသားစုအားလုံးနေပေါ့နော်အနေရမဖြစ်အောင်သူအကုန်လုံးအကျိုးတွေပေါ့အကျိုးအကြောင်းတွေအားလုံးပြောပြထားရပြပြည့်စုံတယ်လို့ကျွန်တော်ထင်တယ်တချို့ဟာတွေကကြတော့ဒီလုပ်ငန်းပေါ်ပေါ့နော်နည်းနည်းအတ္တဆန်တဲ့အသဘောလေးမြင်လာရရှိပါတယ်ဗျအဲ့ဒါလေးနောက်ကိုတော့မလိုက်ဖို့တော့အရေးကြီးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့M3 extra တခုအတွက်ကိုmini job တက်ပေါ့ကျွန်တော်တခုကျွန်တော်လုပ်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ M3 extra ကိုကျွန်တော်သွားလိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီနေ့နှစ်ခုပဲချပြီးရဗျဒါဆိုကျွန်တော်ဒီနေ့လောက်ထားတဲ့ဥစ္စာလေးပါပဲဒီဟာလေးရပေါ့နော်ဒီ storage ဆိုတော့လောက်ပြီးသားပါပဲလောက်ဖူးထားတယ်ကျွန်တော်အဲ့ဒါကျွန်တော်အရင်တော့ link နေမှာလေးကျွန်တော်ပြောဖူးထားပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒါလေးပဲလုပ်လိုက်ပါမယ်ဗျဒါတွေကတော့ join ခိုင်းတာပေါ့ add friend တငယ်ချင်းနဲ့add လောက်ခိုင်းတာပေါ့မလုပ်လဲရပါတယ်ကျွန်တော်တို့ကတော့အရင်ကလုပ်ပြီးသားဆိုတော့သိပြဿနာမရှိတော့မလုပ်တော့ကျွန်တော်တို့ဒုတိယအချက်ကိုကျွန်တော်တို့သွားမှာပေါ့နော်ဒုတိယကျွန်တော်ဒီအဆင့်လေးကိုကျွန်တော်စပြီးတော့သွားလိုက်ပါမယ်ဒီနေ့ဗျအကုန်လုံးသူငယ်ချင်းတွေရေးပြီးထားပါတော့ဒါလေးတွေအားလုံးလိုက်ပြီးအောက်ကနေပြီးရေးလိုက်ရင်ရပါတယ်ဗျကျွန်တော်တို့ရဲ့မြန်မာ member တွေဖြစ်တဲ့ဒီအောက်ကနေပြီးကျွန်တော်ရေးလိုက်ပါမယ်ဒါဗျဒီအားလေးရကောင်းမွန်တဲ့ဖွဲ့စည်းလေးဖြစ်တယ်ဆိုတာလေးကိုရေးပေးလိုက်ရင်ရပါတယ်ကျွန်တော်ကတော့နောက်အဓိကရေးတဲ့အချက်လေးပေါ့ဟုတ်လား comment ပေးပြီးသွားပါပြီအဓိကရေးတဲ့ချက်ဒီအားလေးကိုကျွန်တော်တို့ MM extra လေးကိုကျွန်တော်ဒီ hashtag ပေါ့ hashtag လေးကိုကျွန်တော်ကူးရေးလိုက်ပါမယ်ဗျcopy ကူးရင်လည်းရတယ်เนาะဘာမှအခက်အခဲမရှိပါဘူးဒီတိုင်းလေးရေးလိုက်ရင်ရပါတယ်ကျွန်တော်နဲတဲ့အချိန်ကျတော့ရေးတာများပါတယ်ဒါအန်နာခောက်လိုက်ပြီပေါ့နော်ဒါဖုန်းနဲ့ကျွန်တော်တို့ကွန်ပျူတာနဲ့သမားကြီးဆိုရင်တော့အန်နာခောက်လိုက်တယ်ပေါ့
ဖုန်းသမားတွေဆိုရင်တော့ကျွန်တော်ခဏခဏပြောတဲ့အတိုင်းပဲဒီနားလေးမှာစကလေး30ရှိပါတယ် desktop view ကိုပြောင်းလိုက်ပါ local desktop view ကိုပြောင်းလိုက်ပါပြောင်းလိုက်ရင်ရပါပြီရပြီဆိုတဲ့ဘက်နဲ့ကိုကနေပြီးလိုက်ရှာပါဗျကိုဘဒူအောင်တဲ့ဒီကိုမိုးဆိုတဲ့အောက်မှာကျွန်တော်တို့ပေးထားတာအဲ့ဒါလေးကိုလိုက်ရှာပြီးတော့မှဒါဟုတ်ကျွန်တော် link ယူဖို့အတွက်ကိုလောက်အောင်ပေါ့နော်သူရဲ့နောက်ထပ်အချက်ပေးထားတဲ့အတိုင်းမှာပဲကျွန်တော် comment ပေးပြီးသွားပါပြီအဲ့တော့ကျွန်တော်ဒီကစာရေးပြီးသွားပြီပေါ့နော်အဲ့ဒါ hashtag လက်တွဲပြီးသွားပြီပေါ့အဲ့ကြံဒီ just now လေးကိုနှိပ်လိုက်ပါလို့ပြောထားတယ်ကျွန်တော် just now လေးကိုနှိပ်လိုက်ပါမယ်အဲဆိုကျွန်တော်တို့အပေါ်မှာ link လေးကျလာပါပြီကူးယူရမယ် link လေးကျလာပါပြီအဲ့ဖုန်းသမားတွေဆိုရင်ဒီအပေါ်ရဲ့ just now လေးကိုတသားလေးဖိလိုက်ရင်အဲ့လို link copy the link ဆိုတာလေးပေါ်လာပါရဲ့ဗျအဲ့ link လေးကိုယူလိုက်ရင်ရပါတယ်ဗျကွန်ပျူတာသမားတွေကဒီလိုလေးသွားလိုက်ပါသွားပြီးတော့ copy လေးကူးလိုက်ပါကူးပြီးတော့ဒီ extra ကိုသွားလိုက်ပါဖုန်းသမားတွေကလည်းအဲ့လိုလေးအဲ့ link လေးကို copy link လို့လုပ်ပြီးဆိုတဲ့ဒီပဲနဲ့ဒီနေရာလေးမှာလာပြီးဒီလိုထောက်ပြီးတော့ paste လုပ်လိုက်လို့ရပါတယ်ဗျဒါဆိုရင်ဒါအဆင်ပြေသွားပါပြီဒါ mini job လုပ်တဲ့ဥစ္စာကိုအောင်မြင်စွာပြီးသွားပြီဗျဘာမှမခက်ပါဘူးတော့ကရတာဥစ္စာပေါ့အခုဒီမဲ့ဆိုရင်ကျွန်တော် model beam model ဆိုမပေါ်ဘူးဟုတ်တယ်နော်ဒီမှာအဲ့ဒီအချိန်မှာကျွန်တော်ဘာလုပ်လိုက်ဒီမဲ့ what depth အရှိစုတွေကိုသွားကြည့်လိုက်ပါလားဒီမဲ့ကိုလုတ်ထားတဲ့ဥစ္စာလေးဟုတ်တယ်နော်ကိုလုတ်ထားတဲ့ဥစ္စာလေး confirm file participate ဆိုဒါကျွန်တော်တို့ပြီးသွားပြီဒါကျွန်တော်လုပ်ပြီးသွားပြီလို့ပြောရတယ်ဒါဆက်ကိုပြန်ပြီးတော့နောက်ခါကျရင်ပြန်အဖွင့်ပိတ်ပြန်လုပ်လိုက်ရင် beam model ဆိုတာလေးပြန်ပေါ်လာလိမ့်မယ်ဗျဟုတ်အချိန်ရပြောထားတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးပြန်ပေါ်လာလိမ့်မယ်ဗျဘာမှမခက်ခဲပါဘူးလွယ်ပါတယ်တော့ဒီနေ့ရတော့ဒီ mini job ပြုလုပ်တဲ့ဥစ္စာလေးကိုဒါပြီးဆုံးတော့ခင်ဗျသုံးလုံးမိသားစုများစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အဆန်နေလည်းအများကြီးရကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျ